ミニマムからいきますよマックス我慢してるすごいアウトじゃあいきますよまずはローでそれまだ大丈夫そうはいじゃあマックスじゃあ今度はフルスロットルいきますよはいマックスおおまだ笑ってない頑張れークワ出たဒီဂျပန်မလေးတွေရဲ့ game ကစိတ်ဝင်စားစရာကောင်းတယ်မလားခေါင်းကြီးတို့ဘသူပါဝင်စော့ခြင်းတလေပြောခဲ့ကြည့်ခေါင်းကြီးတို့ရင်းနေတစ်ခုခုကြံခဲ့တယ်မလားခေါင်းကြီးတို့မညာနဲ့